ဒီနေရာတော့ပူဖြောင်းမြန်မာတွေအများစုရှိတဲ့နေရာဖြစ်တယ်ဒီနေရာကျွန်တော်ဒီပူဖြောင်းဗုဒ္ဓထွက်ပေါက်ရှေ့တဲရနေပြီးတော့ထွက်လာလို့ရှိရင်ကျွန်တော်စာတိုင်းရဲ့ရှေ့ဘက်စာပါနော်ဒီတပင်တန်တွေ့ရမှာဖြစ်ပါတယ်အယောင်ပြောင်းတပ်ဖို့လာရဲမဲ့သူတွေဒီနေရာမဆိုးကိုရီးယားနိုင်ငံရဲ့ဒီဆောင်းတွင်းရောက်နေပါတော့ဆိုတော့နောက်ပတ်လောက်ဆိုရတော့အရွေးကျွေးပြီလားမသိဘူးပြောတော့ကလာအယောင်မျိုးစုံအနီရောင်ရှိတယ်အဝါရောင်ရှိတယ်ဆေးရောင်ရှိတယ်ရွှေရောင်ပုံစံမျိုးတွေရှိတယ်နော်ဆိုတော့အယောင်စပြောင်းတော့အယောင်လေးတော့စိုးပဲအရင်တော့ဆိုကျွန်တော်မြန်မာနိုင်ငံမှာစာအုပ်ဖုံးတွေမှာအဲ့လိုအယောင်စိုးသက်ပင်လေးတွေတွေ့တော့ကျွန်တော်တို့အရင်တော့ဆိုရင်ဒါဗီဒီဆွဲတာထင်တာပါနော်တကယ်တမ်းတော့ဒါအပြင်မှာတကယ်ရှိတဲ့ဟာကိုကျွန်တော်တို့ဒီရသည်လိုက်လာနေတဲ့တစ်ပင်တွေကိုကျွန်တော်တို့ဒီတစ်ပင်နဲ့ပတ်ခါလို့ရှိရင်ဒါရဲတွေ့တန်ရဲရောကိုရီးယားဆောင်းရသည်ကတော့နိုင်ငံခြားသားတွေတော်တော်များများစိတ်ဝင်စားတဲ့ရာသီလို့ပြောလို့ရတယ်။ဒီရာသီမှာနိုင်ငံခြားသားခီးသွားလာရုံများတယ်ဓာတ်ပုံရိုက်လို့လည်းအရန်ကောင်းတဲ့ရာသီ။